င်္ဂလာပါခင်ဗျာအခုကျွန်တော်ပို့ချပေးမယ့်သင်ခန်းစာကတော့ G major scale မှာ G major scale ကိုဘယ်လိုတီးတယ်လဲကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်เนาะ G major scale တီးတဲ့ပုံစံကလည်း C major scale တီးတဲ့ပုံစံအတိုင်းဖြစ်ပါတယ် C major scale တီးတဲ့လက်သွားတဲ့ပုံစံနဲ့အတူတူပဲဖြစ်ပါတယ်ခလုတ်ပဲမတူတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့က G major scale မှာဆိုလို့ရှိရင် sharp လေးတစ်ခုပါပါတယ် F sharp လို့ခေါ်ပါတယ် F နေရာမှာကျွန်တော်တို့က F sharp ကိုတီးရမှာဖြစ်ပါတယ် G major scale ဖြစ်တဲ့အတွက်ကျွန်တော်တို့က G ကနေစပါမယ် G A B ပြီးရင်လက်မလေးအောက်ကနေ show ဝင်မယ် C major scale လို့ပဲ C ကိုတီးမယ်လက်တန်းထိသွားမယ်ပြန်ဆင်းမယ်လက်မပြီးရင်လက်ကလေးလေးအပေါ်နေ B ကိုတီးမယ်ညာဘက်လက်တီးခတ်ခြင်းဖြစ်ပါတယ်ဘယ်ဘက်လက်ကိုတီးမယ်ဆိုလို့ရှိရင်လည်း C major scale တီးခဲ့ဘူးတယ် C major scale ကိုလေ့ကျင့်ဘူးထားတယ်ဆိုလို့ရှိရင်မခတ်ပါဘူး C major scale တီးခတ်တဲ့အတိုင်းဖြစ်ပါတယ်လက်တန်းကနေလက်နံပါတ်5ကနေလက်ချောင်းနံပါတ်1အထိတောက်လျှောက်သွားမှာဖြစ်ပါတယ်လက်တန်းကနေလက်မအထိတောက်လျှောက်သွားမယ်လက်မပြီးလို့ရှိရင်လက်ကလေးအပေါ်ကကျော်မယ် E ကိုတီးမယ်ပြီး F sharp G ပြန်ဆင်းမယ်လက်မလေးကအောက်ကဝင်မယ် D ကိုသွားတီးမယ်ပြန်ပြောမယ်လက်မပြီးလို့ရှိရင်လက်ကလေးကပေါ်ကကျော်ဝင်မယ် E ကိုတီးမယ် F sharp G ပြန်ဆင်းမယ်လက်ကလေးအောက်ကနေပြီးတော့မှလက်မလေးကရှိုးဝင်ပြီး D ကိုသွားတီးမယ်ဖြည်းဖြည်းမှန်မှန်နဲ့တီးပါမယ်ကျွန်တော်တီးတာကမြန်မြန်နည်းနည်းမြန်နေပါတယ်ဖြည်းဖြည်းလေးတီးပြီးတော့လေ့ကျင့်ရမှာဖြစ်ပါတယ်လက်တစ်ဖက်ချင်းစီတီးတန်းရပြီဆိုလို့ရှိရင်ကျွန်တော်လက်နှစ်ဖက်ပေါင်းတီးမှာဖြစ်ပါတယ် B